dukkha ne tanna lowa luai ma chin mashi da ko ariya thissa lo tacha thissaတွေကလွယ်မှားမှုရှိသေးတော့လည်းပဲအရိယသစ္စာလို့ခေါ်တဲ့မြတ်စွာဘုရားဟောတဲ့သစ္စာ၄ပါးကတော့လုံးဝအလွယ်မှာမရှိဘူးဒုက္ခကိုဖြစ်စေတဲ့တရားဟာတဏှာဆိုတာအဲ့တော့တဏှာတစ်ခုတည်းရဲ့လို့တော့ဒီလိုဆိုလိုတာမဟုတ်ဘူးအဓိကအကြောင်းတရားကိုဆိုလိုတယ်ပေါ့အဓိကအဖြစ်တဏှာဒုက္ခသမုဒယတဏှာသည်ဒုက္ခကိုဖြစ်စေနိုင်သည်ဒုက္ခဆိုတဲ့စကားလုံးကအကျဉ်းချင်းလေးပြောထားတာဘာလို့ရည်ညွှန်းတာတော့ဆိုရင်ဘုန်းကြီးတွေရထားတဲ့ဘဝတစ်ခုလုံးဟာဒုက္ခလို့ပြောတာခန္ဓာ၅ပါးသည်ဒုက္ခ